Kalau minggu apa? Tini nyamaro siapa itu dia apa? Ayah nawa ayah om yang kira apa? No, ayah nawa ayah om yang kira. Aku mak cini amyu jang no, cini amyu jang. Siwa ye lo laga, alo no, jasian tuara, jasi tuara amyu ni. Alo beda di panai mare, no, lurai, jauh nai mare. No, ayah nawa zeda yang kau na, tadi aku belau yang kau kira. Aku jaro yang kau na, alo myu no. Alo, tu dia aja yang piala om yang buat, jadi ya bejeng lo ba, no. Alo, dia cina, ayah nawa om yang kira bude luri ha, aku jas song tuara luri belok ba, jadi ya, no. Ayah nawa zeda belau yang kau kira. Ngapain orang perlu di SMJ ke apa? Ada di piala SMJ bu ada. Jasa ni dia siwa ini piala SMJ lah bu ada. Apa mereka ya kami ya jadi ada tu. Ya we bejem lo ba. Okey no. Jadi sekarang masih do. Ya loyen betul do. Okey no. Kalau di lo cuba kami ada cak. No. Di lo cuba kami ada cak mah. Bahasa dia ada di caji ba. Okey no. Sekarang jauh yang bau ni dia. Siapa no? Ada bapa bau, bapa makan ke bau. Bau dia antara nak kisah no ai ma dudiyami no bodhantara nagisami sama tuan dudiyami bodhantara nagisami dudiyami dhammantara nagisami dudiyami tangantara nagisami lo ye thara baအဲ့လိုရေးရမယ်ခင်ဗျားတို့လည်းအဲ့လိုရေးရမယ်နော်ပြီနော်dudiyami bodhantara nagisami ဗီဒီယိုရိုက်တာဆိုတော့ကြောင်းမြပေါ်နေတယ်ဗျနော်dudiyami bodhantara nagisami dudiyami dhammantara nagisami dudiyami tangantara nagisami လို့စော့ပြီမကားပြီအနီရောင်နဲ့ရေးလိုက်ပါဟုတ်ပြီနော်စလုံးမအောင်တော့ရေးမင်းတိုင်းဖျားစကုစောက်လေးတွေမှာတခြားကြည့်ပြီးရေးနော်စလုံးစနေပါပြီးတော့မှန်အောင်ရေးဒီကလေးကောင်နဝင်းညင်တွေဒီအပြာရောင်တတ်ထားတာဒီနဝင်းညင်တွေပါတယ်ခင်ဗျားတို့မတက်တဲ့မတက်နဲ့ဗျာနော်အဲ့ဒါတော့ဒီ logi ပညာလိုက်စားရတွေပဲတက်တာမှာပေါ့နော်ဒီနဝင်းညင်ကခင်ဗျားတို့မလုပ်တဲ့မလုပ်နဲ့ရတယ်အဲ့နဝင်းညင်ဒါကျွန်တော်နဝင်းညင်လေးတတ်ထားတာကိစ္စမရှိဘူးနော်ခင်ဗျားတို့အဲ့ဒါဒီအပြာရောင်နဲ့ဒီနဝင်းညင်၃ညင်ကလုပ်တဲ့ရလုံးမလုပ်တဲ့ရနေဘာမှမဖြစ်ဘူးနော်အဓိကဒုတိယမိဗုဒ္ဓတရဏကိစ္ဆာမိဒုတိယမိဓမ္မတရဏကိစ္ဆာမိဒုတိယမိတန်ခါတရဏကိစ္ဆာမိလို့စော့မြင်နဲ့ဒီပြပကံများခက်လဲပေါ့ပြုကံများမှာရေးလိုက်ပါစော့ပြအနီရောင်နဲ့ရေးပါဒီနဝင်းညွန့်အပြာရောင်နဝင်းညွန့်လေးတွေကမတက်တယ်မတက်တယ်နော်ဘာမှမဖြစ်ဘူးရတယ်နော်တက်တယ်တွေတက်ပေါ့ဗျာဟုတ်ပြီနော်ဟုတ်ပြီဘာလို့မှလဲဖျောင်းနိုင်တိုင်းမှာလဲအဲ့လိုပဲရေးရမယ်ဗျနော်ဖျောင်းနိုင်တိုင်းမှာလဲအဲ့လိုပဲရေးရမယ်မိစာဘက်ကနေရေးနော်ဒီဖျောင်းနိုင်မိစာဒီမိစာဘက်ကနေအောက်ကိုရေးဒုတိယမိဗုဒ္ဓံတရဏကိစ္ဆာမိနောက်ဒုတိယမိဓမ္မံတရဏကိစ္ဆာမိနောက်တစ်ကြောင်းဒုတိယမိတန်ခါတရဏကိစ္ဆာမိဖျောင်းနိုင်ပတ်ချလိုက်ပါရေးလိုက်ပါရတယ်ဒီလိုအဖြူအောင်ပဲတုံးပါပြီးရင်လဘဘလမှာတင်ထွန်းဗျာစီမီကွက်ခံပြီးထွန်းလဲရတယ်ဗျာမက်ဆီခံပြီးထွန်းလဲရတယ်ပြပကံများမှာနော်လဘဘလအခွန်နော်အရေးပါကြမလို့အရေးဖျားဆွန်းတော့ကတ်လေအောင်နော်တို့လာမီနေမှာလောက်ခုပါတယ်နော်လဘဘလဘလို့တော့ဘလို့ထွန်းရတာလဲဆိုတာလာမီနေရရလိုက်တဲ့လူတွေအကုန်သိပါတယ်နော်အဲ့လဘဘလပေါ်မှာထွန်းလဲရတယ်စီမီကွက်ကလေးပေါ်မှာထွန်းလဲရတယ်မက်ဆီပေါ်မှာထွန်းလဲရတယ်ဟုတ်ပြီနော်မက်ဆီမရှိဘူးဆရာငါးပြားစီတို့ဆယ်ပြားစီတို့ကြက်စီတို့ပဲရှိတယ်မရဘူးအဲ့ဆိုတော့မရဘူးမက်ဆီကိုကျွန်တော်လုပ်ခြင်းတယ်နော်မက်လာစီဖို့နော်ထောင်မက်လာစီဖို့အတွက်အဲ့ဟိတ်ကိုယူထားတာဟုတ်ပြီနော်အဲ့တော့မက်ဆီပေါ်မှာတင်ထွက်ရပါတယ်စီဘီကွက်ပေါ်မှာထွန်းလဲရပါတယ်လဘပလင်းပေါ်မှာထွန်းလဲရပါတယ်နော်တင်ထွန်းဖို့ကကြိုက်တဲ့ချိန်လို့တော့မတဲ့ညတွေမလို့ပြကြိုက်တဲ့ချိန်ထားလို့ပြအခုထားလို့ရတယ်ဟုတ်ပြီနော်ဒီနေ့ဘယ်ရက်ဘာမှမဟုတ်ဘူးကိုယ့်ရဲ့မွေးနေ့ကိုကတနင်္ဂနွေလားဆိုတနင်္ဂနွေနေ့မနေ့9:45မှာစပြီးလုတ်တုတ်ချင်တယ်ဆိုပိုကောင်းတယ်တနင်္လာဆိုတနင်္လာနေ့မနေ့ပေါ့နော်အင်္ဂါဆိုအင်္ဂါနေ့မနေ့မှာလုတ်ပေါ့ဟုတ်ပြီနော်ပြန်ပြောမယ်ဒီလိုကြပကံများတစ်ချက်မှာစော့ပင်အန်ဒီရောင်နဲ့ဒုတိယမိဗုဒ္ဓံတရဏကိစ္ဆာမိဒုတိယမိဓမ္မံတရဏကိစ္ဆာမိဒုတိယမိတန်ခါတရဏကိစ္ဆာမိရှိပါအခုကျွန်တော်နဝန်းညွန့်လေးတတ်ထားတယ်ဒါကတော့ခင်ဗျားတို့တတ်တဲ့လူတက်မတတ်တဲ့ရေးစရာမလိုဘူးဟုတ်ပြီနော်ပြီးရင်အဲ့ခလဲကောင်မှာကြပများခလဲကောင်မှာမက်ဆီလေးခံထွက်မယ်တို့မဟုတ်စီမီကွက်ကလေးခံထွက်မယ်တို့မဟုတ်လဘပလေးလေးခံထွက်မှာပြီးထွက်လိုက်ပါပြီးထွက်ပြီးတော့ဗရီ3ဘက်ဆက်ရမယ်ဗရီ3ဘက်ဆက်ရအဲ့ဗရီကအဲ့ဒါပဲတရားစလောဗရီနော်တရားစလောဗရီနဲ့ဒုတိယမိဗုဒ္ဓတရဏကိစ္ဆာမိဗရီတစ်လုံးချဒုတိယမိဓမ္မတရဏကိစ္ဆာမိဗရီတစ်လုံးချဒုတိယမိတန်ခါတရဏကိစ္ဆာမိဗရီတစ်လုံးချ3ဘက်ခင်ဗျားတို့လောက်ကြည့်စမ်းပါဗျာ3လအတွင်းနော်ညံလို့ရှင်တော့ခင်ဗျာ3ဘက်ဗျာနော်ညံရင်3ဘက်ကြာရင်3လပါပဲဗျာနော်ညံရင်3ဘက်အတွင်းကြာရင်3လအတွင်းခင်ဗျားတို့ကြာရှင်းနေတဲ့စီးပွားရေးတွေပြန်လဲဥမလာပါလိမ့်မယ်နော်ဒါအရင်ဆွဲတဲ့ရရပါကျွန်တော်အဲ့ဒီရရနဲ့ကျွန်တော်စီကိုရောက်လာတဲ့တော်ချမ်းသာရနော်အဲ့လိုတထေးတွေနော်အဲ့လိုအခုလက်ရှိအချိန်တွေမှာစီးပွားရေးကြာရှင်းနေတာပေါ့နော်အကျွေးပတ်ချလဲဝိုင်းပြီးတော့အဲ့လိုပြောပေါ့နော်ဘာလို့အဆင်မပြေတဲ့လူတွေလူပေါင်း50လောက်ရှိတယ်ကျွန်တော်ကင်တင်ပေးတာအဲ့ဒီရရနဲ့ပဲဟုတ်ပြီနော်အဲ့တော့အကျွေးကတော့လူတိုင်းနဲ့မကင်းပါဘူးဗျာနော်ကျွန်တော်လည်းမကင်းပါဘူးနော်
ကျွန်တော်လည်းမကင်းပါဘူးအကျွေးလေပဲနစ်ပြီးတော့ဘဝပြက်ခဲ့တဲ့ကောင်ပါကျွန်တော်လည်းနော်လက်ရှိအဲ့ရေရာတွေနဲ့အကျွေးတွေဆက်နေပါတယ်ဟုတ်ပြီနော်လက်ရှိမှာတော့ဘဝအောင်ပြန်လဲကျွန်တော်လည်းစနေရတာပါအဲ့ဂမ်ဘီယာရေရာတွေနဲ့လုံနေရတာပါဟုတ်ပြီနော်ဒါကြောင့်ယုံကြည်တဲ့ဆရာမိတ်ဆွေတွေလုံနိုင်ပါတယ်မယုံကြည်တဲ့လူကြည့်ပြီးတော့ကြော်တော့ပါဗျာဟုတ်ပြီနော်ဘာမှလည်းမခက်ခဲပါဘူးဟုတ်ပြီဒါဆိုဆရာတနေ့ကိုဘယ်နှခါတည်းတစ်ခါပဲရပြီတစ်ခါပဲလုပ်လို့ရပြီနော်စမယ်နေရတော့ကိုယ့်ရဲ့မွေးနေ့မနေ့9:45မှာစနိုင်ကောင်းတယ်လို့ပြောတာအခုအရေးကြီးတဲ့ကအခုမလုပ်မယ်လို့ရတယ်နော်တနေ့တစ်ခါပဲပတိလည်းတနေ့ကို3ပတ်ပဲအဲ့မီးထွန်းနေတဲ့အချိန်မှာစိတ်ရမှာဗျပတိရတော့နော်ပတိရတော့မီးထွန်းနေတဲ့အချိန်မှာစိတ်ရမှာဘယ်နေရာမှာမီးထွန်းရမှာလဲဘုရားကျောင်းဆောင်ရှိပေါ့ဗျနော်မိဘုရားကျောင်းဆောင်ရှိမှာဘုရားဒါဘုရားရှင်ကိုမိပူဆိုတာပဲနော်ဘုရားကျောင်းဆောင်ရှိဘုရားကျောင်းဆောင်ပေါ်မှာထွန်းလိုက်ရတယ်ဘုရားကျောင်းဆောင်အောက်မှာခွန်လေးခံပြီးထွန်းလို့လည်းရတယ်အစီပြေလို့ပါနော်ပတိလည်းအဲ့ပတိ3ပတ်ကတော့ဘုရားကျောင်းဆောင်ရှိမှာစိတ်ပေးပါနော်ဟုတ်ပြီနော်ဘုရားကျောင်းဆောင်စိတ်မှာပဲပရိစိတ်ကိုဘာမှမကပ်ဘူးလေဗျာခင်ဗျားလည်းနော်ဒုတိယမိဘုရားတရဏကိစ္ဆာမိဒုတိယမိဓမ္မပရိတလုံးချဒုတိယမိဓမ္မတရဏကိစ္ဆာမိပရိတလုံးချဒုတိယမိတန်ခါတရဏကိစ္ဆာမိပရိတလုံးချဒါပဲအဲ့လိုရှင်းပြီမနော်လောက်ကြည့်လိုက်ပါဗျာနော်ခင်ဗျားတို့လောက်ကြည့်နေစမ်းပါနော်လောက်ကြည့်ပြီးမှခင်ဗျားတို့ကြုတ်ကိုကျေးဇူးတင်နေလိမ့်မယ်ဟုတ်ပြီနော်လောက်ပါဈေးအရင်တော့ဈေးရန်ရောင်းကောင်းခဲ့တာအခုရမကောင်းလှုပ်စမ်းရတယ်နော်အရင်တော့တော်တော်ကြီးကိုစီးပွားဖြစ်ခဲ့တယ်အခုအခြေအနေအမျိုးမျိုးကြောင့်စီးပွားကျသွားတယ်လှုပ်အဲ့ဒီတရားလှုပ်ပါဒုတိယအကြိမ်အောင်မြင်ဖို့အတွက်ဒီရရာဒုတိယအကြိမ်ပြန်လဲအောင်မြင်ဖို့ဒုတိယအကြိမ်ပြန်လဲအညွတ်တလူလူနဲ့တက်လာဖို့အတွက်ရရာဖြစ်ပါတယ်ဟုတ်ပြီနော်အားလုံးလောက်ကြမယ်လို့လဲယုံကြည်ပါတယ်လောက်ကြည့်လိုက်ပါဗျာနော်ပြီးခင်ဗျားတို့ကျွန်တော်ကျေးဇူးတင်နေပါတယ်နောက်ကျွန်တော်ရှိရနေဇော်ကြီးလက်မန်းနဲ့ဈေးရဈေးရောင်းကောင်းစီမဲ့ဇော်ကြီးလက်မန်းဝယ်တဲ့လူတွေဈေးတယ်ဒီလိုဆောင်ချမ်းတန်းနဲ့လောက်ထားတဲ့ဇော်ကြီးဈေးကွက်ပေါ်မှာဇော်ကြီးစေးကျိတ်နေတဲ့ရုပ်အဲ့ဒါကိုလည်းမိမိရဲ့ဆိုင်ကောင်တာအဲ့ဇော်ကြီးလက်မန်းသားလေးမှာတင်ထားရင်ပိုကောင်းတယ်နော်ဒီဇော်ကြီးမျက်နှာကိုတော့ဈေးဝယ်သူလာတဲ့ဘက်ကိုလှည့်ထားပါဗျာဈေးဝယ်သူလမ်းမဘက်ကိုလှည့်ထားပါဇော်ကြီးရဲ့မျက်နှာကိုကောင်တာမှာတင်ထားကျွန်တော်စီကဒီဇော်ကြီးဈေးကွက်ရုပ်ပါဦးတဲ့လူပေါင်းထောင်ချီရှိပါတယ်နော်လူပေါင်းထောင်ချီရှိပါတယ်ဈေးတယ်ဟုတ်ပြီနော်ဒါလေးလည်းအခုအယုတ်20လောက်ဒါ9လက်မှ3လက်မှဆိုင်လည်းရှိတယ်3လက်မှ5လက်မှ9လက်မှ9လက်မှဆိုရှိတယ်တချို့ကျတော့ခန့်ကြကြီးပြ9လက်မှလောက်ဝယ်တဲ့လူတွေရှိတယ်ထားလိုက်တော့ဒါ9လက်မှဆိုင်အယုတ်20လောက်ကျွန်တော်ထပ်ရောက်လာပါတယ်နော်ကျွန်တော်စီအခုအယုတ်20လောက်ထပ်ရောက်လာပါတယ်ထုကျင်တဲ့အသားနဲ့ထုလို့မရအောင်တော့ဒီဒါဆောင်ကျန်းတော့မှဘယ်ရဆောင်ကျန်းလဲစကိုင်းကဆောင်ကျန်းတာဟုတ်ပြီနော်စကိုင်းကနေတကူတကမာတာအဲ့ကျွန်တော်ဘဘူးဆရာလည်းမလွယ်ဘူးကျွန်တော်ပြောတဲ့တိုင်းသူလုပ်ပေးတယ်စကိုင်းကလိုချင်တာဗျာလို့ခင်ဗျစကိုင်းကဆောင်ကျန်းတာရတယ်ဗျာမှာပေးမယ်ဆိုပြီးစကိုင်းကဆောင်ကျန်းတာနဲ့ထုထားတဲ့ဈေးကွက်ပေါ်မှာဇော်ကြီးစေးကျိန်နေတာပါအဲ့ဒါဈေးသမားတွေအတွက်ဈေးခေါ်ဇော်ကြီးဖြစ်ပါတယ်ဇော်ကြီးလက်မန်းနဲ့မိထွန်းနေတဲ့လူတွေလည်းဒါလေးကိုတွဲပြီးစောင့်ထားနိုင်ရင်ကောင်းပါတယ်ဟုတ်ပြီနော်နောက်ဒါတော့အလုပ်လုပ်နေတဲ့လူမှန်တယ်မြပေါ့ဗျာနော်အလုပ်လုပ်နေမြဒါတော့ငွေဝင်ဖို့တတ်စင်တာပါအလုပ်ကောင်းငွေဝင်ဖို့တတ်စင်တာပါဩဇာရနဲ့လောက်ထားတဲ့နော်စင်အိုးစီပါပဲနော်တရလာနန်ကိုဆက်လို့ဒါကက်ကင်းရိုက်ထားတာပါတရလာနန်ရဲ့အမြင့်အညွတ်ပေါ့နော်စင်အိုးစီဆိုတာအမြင့်အညွတ်ပါဟုတ်ပြီနော်စင်အိုးစီတရလာနန်ရဲ့အမြင့်အညွတ်ကိုဒါကက်ကင်းတတ်စင်ထားတာပါမိမိရဲ့အေကန်နဲ့ကဇပွဲပေါ်မှာတင်ထားပါဒါစင်အိုးစီအဲစင်အိုးစီကလည်းဥရတူယူ10စုံပဲရှိတယ်အခု10စုံပဲရတယ်နော်ဒါရလည်းဥရတူယူ10စုံပဲရပါတယ်ဇော်ကြီးဈေးကွက်ကလည်း9လက်မကsorry 9လက်မက10ပုံ3လက်မ10ပုံ9လက်မ10ပုံအဲ့ဒါပဲရခဲ့တယ်9လက်မရတော့မရသေးဘူးနော်9လက်မရတော့မရသေးဘူး9လက်မ10ပုံ10လက်မ10ပုံ9လက်မ10ပုံပဲရှိပါတယ်အဲ့ဒါလည်းဥရတူယူပါဟုတ်ပြီနော်ဒီစင်အိုးစီလည်းအေကန်နဲ့မှာဒတ်ရှင်ထားပါဥရတူယူပါဒါလည်း10သုံးပဲရှိပါတယ်စောတော့ရရကိုလည်းမဖြစ်မနေလောက်ကြပါလို့ပြောရတဲ့ရှာမိတ်ဆွေတွေအားလုံးအစသာရအစီပြေတိုးတဲ့အောင်မြင်ပြီးတော့နေ့စဉ်ပြောရမြဆိုရမြလို့ရမြကိုင်ရမြအောင်မြင်ကြပါစေဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေငွေကြေးလက်လာပါများအထူးပွန်လန်းကြပါစေသူတော်ကောင်းတွေပဲတွေ့ပြီးသူရုပ်မှနဲ့ကင်းဝေးပါစေဘေးစရာဆက်စရာကြံ့ကြာနေတဲ့ငွေအကျွေးများလည်းအများဆုံးပေးနိုင်ဆက်နိုင်ကြပါစေရစရာကြံ့ကြာနေတော့ငွေအကျွေးများလည်းအများဆုံးလက်ဝဲပပိုင်ရရှိကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းတာယာကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်